guys ဒီ video လေးကတော့ KC မကူသွားရဲ့ vlog လေးပဲဖြစ်ပါရှင်အခုကတော့လမ်းမှာပေါ့နော်ဒါကတော့ KC ပါဒါကတော့ KC ကအစားတက်လိုက်ဆိုတော့ကားပေါ်ရောက်လဲမနေပါဘူးနှုတ်စားပါတယ်KC ကရှူကင်းလေးနည်းနည်းလေးလာလို့ဆိုပြီးတော့ရိုက်လာပဲဖြစ်ပါတယ်။ဒါကတော့ကားမောင်းနေတဲ့ KC ရဲ့အဖေပဲဖြစ်ပါတယ်။ဒါကတော့ KC အဖေမျိုးပတ်မောင်းနေအောင်မို့လို့ခဏအိပ်ပျော်ရတာလေးကိုဖုန်းယူပြီးရိုက်ထားတာပါ။ကဲနောက်ဆုံးတော့9နာရီကျော်လောက်မှပဲဒီမက်ခရိုရောက်ခဲ့ပါပြီဒါတော့ KC ပေါ့နော်ကပ္ပကင်းထိုးဖို့အတွက်သွားနေရပါကပ္ပကင်းရအကြီးပဲပေါ့နော်ဖြစ်ပါတယ်။ဘာလုပ်နေရလဲဆိုတော့ KC အဲ့ထဲရောက်လို့ရှိရင်ပေါ့နော်စားချင်တာစားရအောင်စီယုံရေးလုပ်နေရပါ။ပြီးတော့ဒါတွေလက်ရိုက်နေတဲ့သူတွေအကုန်လုံးရဲ့နောက်ွယ်ကတော့ KC ရဲ့အဖေကင်မရာမန်ပဲဖြစ်ပါတယ်။ကဲနောက်ဆုံးတော့ KC ချက်ထရာမူလေးတောက်လိုက်ရပါပြီ။ချက်ထရာမူကတော့ပုံမှန်ဆိုမတောက်ဖြစ်ဘူးပေါ့နော်ဈေးကြီးလို့ပါ။ဒါပေမဲ့ဒီနေ့ကတော့တောက်လိုက်ရပါတယ်ရှင်။strawberry နဲ့ဒီလေးပဲဖြစ်ပါတယ်။ KC ကမာချာသေးဆွဲပုံတော့မာချာဆိုရင်ရမ်းကြိုက်တာပါ။ပြီးတော့ strawberry လည်းကြိုက်ရအောင်လို့မှာလိုက်တာ။ဒါတော့အမအေးတောက်ဖို့ဆိုပြီးတော့လုပ်နေကြတာပါ။ကဲဒါလေးယူပြီးတော့ဈေးသွားဝယ်ကြပါမယ်။ Let's go ။ထဲမှာလေးအေးလေးအေးရဲ့ကျဲလေးကျဲပေါ့နော်လုံးဝတော်ဝေးအေးရပါ။ဒီဟာလည်း KC ဖေးရိုက်ပေးထားတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုတစ်ခုလုံးရဲ့ကင်မရာမန်ကတော့ KC ဖေးပဲဖြစ်ပါတယ်ရှင်။KC ရဲ့အဖေပဲမို့လို့ KC ဖေကအသားရွေးနေပါတယ်။ KC ကတော့ကင်မရာမန်လေးခဏဖြစ်သွားတယ်ပေါ့နော်။ဒါရီကုန်းတော့ဘာဝယ်ရမလဲဆိုပြီးရှောက်ကြည့်နေရပြီပါ။ပြီးတော့ပြောင်းမှုတစ်ခုဆွဲလာပါတယ်။ပြန်လာခဲ့ပါတယ်ဘာမှသိပ်ပြီးတော့မဝယ်ခဲ့ဘူးပေါ့နော်ဒါကတော့တိတ်ဆောင်စရာမလိုပေမဲ့လည်းတန်းအောင်စီရပါတယ်ဒါကတော့ KC တန်းစင်ညာပဲဖြစ်ပါတယ်ဟိုဘက်ဘေးမှာ KC အမေကတော့ဖုန်းပြောရင်းနဲ့ KC နာကိုတိုးဝင်လာခဲ့ပါတယ်
နော်